အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စောကြုံတရားကျို online class LMS ကိုဘယ်လိုမျိုးနားထောင်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးစောကြုံတရားကျို website ထဲဝင်ပြီးတော့ဒီ LMS ဘာလို့ကာကီဆိုတဲ့ဟာလေးကိုနှိပ်ပါပြီးရင်တော့ဒီ page ကိုရောက်သွားပြီဆိုတာနဲ့ကိုယ့်ရဲ့ဒီနာမည် ID password တွေထည့်ပြီးတော့လုပ်ရပါမယ်ပြီးရင်တော့အခု language ပြန်ချိန်မယ်ပေါ့နော်အဲ့တော့ဘယ်ဘက်မှာရှိတယ်ဒါလေးကိုနှိပ်ပြီးတော့ဒီ sorry ဂျုံဆိုတဲ့ဟာလေးကိုနှိပ်ပါပြီးရင်တော့အဲ့ဒီမှာအလွယ်တကူနဲ့ language ကိုချိန်လို့ရပါပြီအဲ့မှာတဆင့်ချင်းစီကိုတည်တည်ချာချာလေးပြပြပေးထားပါတယ်โอเคအဲ့လိုဆိုရင်တော့ language ကိုပြောင်းလို့ရသွားပါပြီပြီးရင်တော့ကျမတို့တွေtest တွေကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတာကိုပြပြပေးပါမယ်အရင်ဆုံးကိုဒီမှာပေါ်နေတဲ့ဟာလေးကိုဝင်ပြီးတော့နှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့အကုန်လုံးတော့ကြာလာမယ်ပေါ့နော် quiz တွေရောဒီ video တွေအကုန်ကြာလာမယ်အဲ့ဒီမှာဒီအပတ်စဉ်နားထောင်ရမယ့်ဟာလေးတွေကိုနှိပ်ပါအဲ့မှာဆိုရင်တော့တေချာအသေးစိတ်ပေါ့နော်ဘာတွေကနားမထောင်ရသေးဘူးလဲဘာတွေကနားထောင်ပြီးပြီလဲဆိုတာအသေးစိတ်ကြာလာပါလိမ့်မယ်အဲ့ဆိုရင်ကျမတို့တွေဒီနေ့နောက်ဆုံးနားထောင်ရမယ့်ဟာလေးတွေကိုပေါ့နော်ရွေးလို့ရတယ်ကိုဘာနားထောင်မလဲဘယ်ဟာလေးတွေ quiz ဖြေမလဲအကုန်လုံးကိုစိတ်ကြိုက်ရွေးပြီးတော့ဖြေလို့ရပါမယ်ပြီးရင်ကြည့်ပြီးသားဟာဆိုရင်ဒီလိုမျိုး done ဆိုပြီးအပြာရောင်လေးနဲ့ပေါ်နေမှာပေါ့နော်ကဲဒါဆိုရင်ဘယ်လိုမျိုးဗီဒီယိုနားထောင်အောင်လဲကြည့်မယ်ပေါ့နော်ဒီလိုမျိုးအပေါ်ဆုံးကနေပြီးတော့ဒီလိုဗီဒီယိုပုံစံလေးနဲ့ LMS ဆိုပြီးတော့ပေါ်နေတဲ့ဟာလေးကတော့ဗီဒီယိုပေါ့နော်အဲ့ဒါလေးကိုနှိပ်ရပါမယ်ပြီးရင်သူ့မှာလိုမျိုးဘယ်နေ့ကနေပြီးတော့ဘယ်နေ့ထိကြည့်ရမယ်နောက်ဆုံးကြည့်ရမလဲဆိုတော့ duration date ပေါ့နော်အဲ့လိုမျိုးရှိတဲ့ကြောင့်မလို့အဲ့နေ့မတိုင်ခင်ကြည့်ရပါမယ်အဲ့ထဲဝင်ပြီးတော့ကျမတို့တွေကြည့်လို့ရပါတယ်သူကဒီမှာပြောထားသလိုပေါ့နော်ဘယ်နေ့ကနေဘယ်နေ့ထိဆိုပြီးတော့ပြောထားတယ်နောက်ဆုံးထိကဘယ်နေ့ဆိုပြီးတော့ပြောထားတယ်အဲ့တော့အဲ့နေ့မတိုင်ခင်ကြည့်မှသာအတန်းတန်းရမှာဖြစ်ပါတယ်ဒီ choose ရမှာဖြစ်ပါတယ်အဲ့တော့သတိထားပြီးတော့အဲ့နေ့မတိုင်ခင်ကြည့်ပေးရပါမယ်ပြီးရင်တော့ဗီဒီယိုကိုကြည့်မယ်နှိပ်လိုက်ရင်ဗီဒီယိုကြည့်လို့ရပြီပေါ့နော်ဒါပေမဲ့တချို့တွေကပေါ့နော်ဟိုလိုမျိုးရစ်ပြီးတော့လည်းကြည့်ကြတယ်ပေါ့နော်အဲ့တော့ 2h တို့ဘာလို့နဲ့လဲကြည့်လို့လည်းရပါတယ်ပြီးရင် refresh ပြန်နှိပ်လိုက်ရင်ဒီဟာကattendance ဖြစ်နေမဖြစ်နေဆိုတာကို check လုပ်လို့ရပါတယ်ကဲဒါဆိုရင်ဒီမှာ done ဆိုပြီးတော့ပေါ်သွားပြီပေါ့နော်ကြည့်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးရင် attendance ရမရဆိုတာကိုလည်းကြည့်ရင်ဒီမှာရသွားပြီဆိုပြီးပေါ်နေပါလိမ့်မယ်ပြီးရင် check ဆိုပြီးတော့ဒီမှာ search bar ကိုနှိပ်လိုက်ပါအဲဆိုရင်တော့တေချာလေးစစ်လို့ရတယ်ပေါ့နော်ခုနက search bar ကနေဘာတွေဆိုပြီးတော့ရှာလို့လည်းရပါသေးတယ်နောက်ပြီးတော့ quiz ကိုနှိပ်မယ်ပေါ့နော် quiz ဖြေရမယ်ပေါ့နော်ကျွန်တော်တို့ခွာကျဲဆိုခွာကျဲကိုလည်းဖြေပေးရမယ် quiz ဆိုလည်း quiz ဖြေပေးရမယ်ပြီးရင်ဒီလိုမျိုးဒီ quiz မှာဆိုရင်လည်း due date တွေရှိတယ်ပေါ့နော် quiz မဖြေရင်အတန်းနဲ့မရတာမျိုးတွေလည်းရှိတဲ့ကြောင့်မလို့အကုန်လုံးကိုဖြေပြီးရင်တော့ပိုကောင်းပါတယ်due date မကြော်ခင်မှာတေချာလေးကြည့်ပေးဖို့ကိုထပ်ပြောချင်ပါတယ်အ quiz ထဲကိုဝင်မယ်ပြီးရင် take a quiz ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပြီးရင်တော့ကိုဖြေရမယ့်ဟာလေးတွေအဖြေလေးတွေကိုရွေးသွားလိုက်ရင်ရပါပြီခေဒါဆိုရင်တော့ဒီ weekly learning ထဲမှာကိုက quiz ကိုဖြေပြီးသားဖြစ်တဲ့အခါမှာ done ဆိုပြီးတော့ပေါ်သွားပါလိမ့်မယ်နဲ့ပြီးတော့ဘယ်လိုမျိုး assignment လုပ်ရမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ခွာခြေတွေကိုဝင်ရမယ်ပေါ့နော်ခွာခြေကလည်းအဲ့လိုမျိုးပဲဘယ်နေ့မှာဘယ်နေ့ကနေဘယ်နေ့ထိနောက်ဆုံးရှိတယ်ဆိုတဲ့ဟာလေးကိုပြပြထားပါတယ်အဲ့တော့ခွာခြေကိုလည်းတတိထားပြီးတော့ဒီမကုန်ခင်ပေါ့နော်တင်ပေးဖို့တတိထားပါမယ်သူကအချိန်တွေပါအကုန်လုံးပါတယ်ပေါ့နော်အဲ့ဒီမတိုင်ခင်အဲ့ချိန်မတိုင်ခင်ကိုတင်ပေးရမှာဖြစ်ပါတယ်ကဲ assignment ဆိုတဲ့ဟာလေးတွေဝင်ပြီးတော့ assignment ကိုနှိပ်လိုက်ရုံပါပဲပြီးရင်တော့ကိုလုတ်ထားတဲ့ဟာကိုprint ထုတ်ပြီးရေးပြီးတော့ပြန်ပြီးတော့ဒီ scan ဖတ်ထားတဲ့ဟာကိုဒီကွန်ပျူတာဒါမှဖုန်းကနေပြီးတော့ upload လုပ်ရတာဖြစ်ပါတယ်ပြီးရင်တော့ submit button လေးကိုနှိပ်လိုက်ရင်တော့ဒီခွာကျဲကိုတင်ပြီးသွားပြီဖြစ်ပါတယ်ကဲဒါဆိုရင်ကျမတို့တွေ weekly learning တွေကိုပြန်သွားပြီးတော့ပြီးသွားပြီလားမပြီးသွားပြီလားစစ်လို့ရပြီပေါ့နော် done လို့ဖြစ်သွားပါပြီ
ကဲဒါဆိုရင်ဆရာမတွေကိုကိုသိချင်တာတွေမေးတာပဲဖြစ်ဖြစ်အခက်ခဲရှိတာဖြစ်ဖြစ်မေးတဲ့အခါမှာဆိုရင်ဘယ်လိုမျိုးတိုက်ရိုက် message ပို့ပြီးမေးရမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ် inbox ကိုနှိပ်ပြီးတော့ဒီမှာကိုရွေးချင်တဲ့ course ကိုနှိပ်ပေါ့နော်အဲ့ရမှာဘယ်သူကိုပေါ့နော်ဘယ်ဆရာမဆိုတဲ့ဟာလေးကိုနှိပ်ပါပြီးတော့ခေါင်းစဉ်ပေါ့နော်ဘယ်ခေါင်းစဉ်နဲ့ကျွန်မကတော့အခု online class ကိုတက်တာအချိန်ကျော်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပြန်ပြီးတော့လုပ်ပေးပါအောင်ဆိုပြီးတော့အဲ့လိုမျိုးလဲတောင်းလို့ရတယ်လို့တခုခုအခက်အခဲရှိတယ်ဆိုရင်ဆရာမတွေကအဲ့လိုမျိုးစာပို့ပြီးတော့အကူကြီးတောင်းလို့ရပါတယ်ကြော်သွားပြီးမှအကုန်လုံးပြီးသွားပြီးမှအကုန်လုံးဒီစရင်းတွေလုပ်ပြီးမှပြောရင်ဆက်သွယ်ရင်ကျတော့ဆရာမတွေလည်းမလုပ်ပေးနိုင်အောင်เนาะအဲ့တော့တေချာလေးလုပ်လို့ရအောင်လို့ပြပေးထားပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ဒီဖုန်းနဲ့လုပ်လို့ရတဲ့ဟာလေးကိုတစ်ချက်ပြပေးပါမယ်ရှင်အဲ့တော့ဖုန်းနဲ့မှာဆိုရင်လည်းဒီ Learning X Student 2.0 ဆိုတဲ့ဟာလေးကိုဖွင့်ဒီ download ရင်ဆွဲရမယ်ပေါ့နော်အဲ့တော့ကိုဖုန်းပေါ်မူတည်ပြီးတော့ကိုအဆင်ပြေရဲ့ဟာမှာ download ဆွဲလို့ရပါတယ်နောက်တစ်ခုကကျတော့ဒီဟာတွေကိုဝင်မယ်ပေါ့နော်ဝင်လိုက်ပြီဆိုတာ ਨੇ အရင်ဆုံးဒီကျောင်းကိုရွေးရမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကျောင်းစောချုံတရားကိုနှိပ်လိုက်ပါရွေးလိုက်ပါအဲဆိုရင်ဒီလိုမျိုး login ဝင်လို့ရတဲ့နေရာကိုရောက်သွားပြီပေါ့နော်အဲ့မှာကိုယ့်ရဲ့ဒီ ID number နဲ့ဒီ password ထည့်လိုက်မယ်ပေါ့နော်အဲ့ဒါတွေမသိရင်လည်းဟာကွာမှာမေးလို့ရပါတယ်ပြီးရင်ကိုယ့်ရဲ့ဒီ design တွေကိုလည်းပြောင်းလို့ရပါတော့အဖြူဖြစ်ဖြစ်အမဲဖြစ်ဖြစ်အဲ့လိုမျိုးလည်းချင်းလို့ရပါတယ်အဲ့တော့ဒီဖုန်းမှာဆိုတော့ဒီလိုပုံစံမျိုးလေးပေါ်နေမယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့ပို့ပြီးတော့လဲရှင်းတယ်လို့မြင်တယ်ပြီးတော့လဲကိုယ်တွေသုံးရတာပို့လွယ်ပေါ့နော်ပြီးတော့ကိုဟာမှာလဲဒီဖုန်းမှာဆိုတော့တူတူပဲပေါ့နော်ဒီ lesson ကိုကြည့်မယ်ဆိုရင်အဲ့ထဲဝင်မယ်ပြီးရင်ခုနအတိုင်းပဲပေါ့နော် video quiz ခွာကျဲဆိုပြီးတော့ရှိနေမယ်ပေါ့နော်အဲ့တော့မကြည့်ရသေးဘူးဆိုရင်ဒီလိုမျိုးလေးတွေဖြစ်နေမယ်ဒီမှာနောက်ဆုံးကိုနှိပ်လိုက်မယ်ပေါ့နော်03ကိုနှိပ်လိုက်မယ်ပြီးရင်ကိုကြည့်ရမယ့်ဗီဒီယိုကိုဝင်ကြည့်မယ်ပေါ့နော်အဲ့မှာအချိန်နေ့တွေကိုလည်း check လုပ်ရမယ်ပေါ့နော်စစ်ရမယ်ဘယ်အချိန်မှာနောက်ဆုံးဆိုတာကိုကြည့်ပြီးတော့ကိုကမထိုင်ခင်မှာတေးလေးချာလေးဘယ်နည်းမှာ lock ဖြစ်သွားမယ်ပေါ့နော်ကြည့်လို့မရတော့ဘူးလဲဆိုတာအကုန်ပါထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သတိထားပြီးတော့မကြော်အောင်ကြည့်ပေးကြပါလို့နော်ဒီဟာတွေဆိုတော့အကုန်လုံး due date တွေပါတယ်ပေါ့နော်ဘယ်နေရာနောက်ဆုံးเนาะအဲ့လိုမျိုးသေးချာလေးပါပါတယ်အဲ့တော့ဒီဟာကိုကြည့်မယ်ဆိုရင်ဒီဗီဒီယိုဟာလေးကိုနှိပ်လိုက်အောင်ပါပဲအဲ့ဆိုရင်တော့ကိုကြည့်ရမယ့်ဗီဒီယိုကပေါ်လာပါပြီကဲဒါဆိုအဲ့လိုမျိုးကြည့်ပြီးသွားပြီဆိုရင်ကိုအတန်းတက်ဖြစ်မဖြစ်ဆိုတာသိရအောင်လို့ဒီ refresh ဆိုတဲ့ဟာလေးကိုနှိပ်ပါအဲ့ဆိုရင်အတန်းတက်ပေါ်လာပြီဆိုရင်နောက်ဗီဒီယိုကြည့်လို့ရပြီပေါ့နော်အကဲများအတန်းတက်မပေါ်သေးဘူးဆိုရင်ပြန်ကြည့်ရပါမယ်ကဲဒါဆိုရင်နောက်ထပ် next ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တွေဒီ assignment နဲ့ quiz တွေကိုဖြေလို့ရပါတယ်ပေါ့နော်ဒီ video နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အဲ့တော့ quiz ကိုဖြေမယ် quiz ကိုနှိပ်ပါပြီးရင်ကျွန်တော်တို့တွေအမှအဖြေကိုရွေးပြီးတော့ဒီ submit button ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရပါပြီအဲဆိုရင်တော့ဖြေပြီးတော့ဟာကြီးနော်အဲ့မှာအမှတ်တွေမှန်ဆိုတဲ့ဟာတွေလည်းအကုန်လုံးကြာလာပါလိမ့်မယ်ပြီးရင်တော့ next ကိုထပ်နှိပ်ပါမယ်အဲဆိုရင်တော့ခွာချက် assignment နဲ့ဝင်သွားပြီပေါ့နော်အဲ့တော့ submit button လေးကိုနှိပ်မယ်ပြီးရင်ကိုဖုန်းထဲမှာရှိတဲ့ဒီ file လေးကို download ဆွဲပြီးတော့ဒီဟာလေးကို upload တင်ပေးလိုက်အောင်မယ်ပေါ့နော်ဒီ file နဲ့တင်ပေးလိုက်အောင်မယ်ပြီးရင် submit button လေးကိုနှိပ်လိုက်မယ်အဲဆိုရင်တော့ကျွန်တော်တို့ရဲ့ assignment တင်ပြီးသားဖြစ်ပါတယ်တတိထားပြီးတော့ assignment ကိုတကယ်ဝင်မဝင်ကိုစစ်ပေးပါကျွန်မတို့ဟာထည့်လိုက်ပေမဲ့မရောက်သွားလို့ပေါ့နော်ဒီဟာကို FT ပူရာမျိုးတွေရှိပါတယ်အဲ့အတွက်ကြောင့်မလို့ပါဒီ attendance နဲ့ဝင်ပြီးတော့စစ်ပါကိုတင်လိုက်တဲ့ဟာတွေကိုကြည့်လိုက်တဲ့ဟာတွေကိုဖြေလိုက်တဲ့ဟာတွေကတကယ် attendance ရမရတကယ်ရောက်မြောက်ဆိုတဲ့ဟာလေးတွေကိုတေချာလေးစစ်ပါအထဲကိုအသေးစိတ်ကိုဝင်ပြီးတော့ကြည်ပါနော်အဲ့ဒါမှသာလျင်ကိုကြည့်လိုက်တာအကျိုးရှိမှာပေါ့နော်မဟုတ်ရင်ကြည့်ပြီးတော့အဆင်မပြေတာဖြစ်မှာဆိုတော့အဲ့တော့
ဒီဆီယမတွေကိုမေးတဲ့ဟာလေးကိုလည်းပြောပြပေးပါမယ်အဲ့ဒီမှာ inbox ဆိုတဲ့ဟာလေးကိုနှိပ်ပါပြီး plus button လေးကိုနှိပ်လိုက်ရင်ဒီမှာကိုရွေးချင်တဲ့ဟာကိုရွေးလို့ရပြီပေါ့နော်ဘယ်သူတော့ပို့မယ်ပြီးတော့ဘေး major ဟာဆီယမကိုပို့မယ်ဆိုပြီးတော့အကုန်လုံးရွေးလို့ရတယ်ပြီးရင်တော့ subject မှာဆီယမရေးဘာအတွက်ကြောင့်မလို့ပေါ့နော်ဒီအဲ့ဒါလေးကိုတေချာမေးချင်လို့ပါဆိုရင်လည်းမေးချင်လို့ပါဆိုပြီးတော့အဲ့လိုမျိုးလေးရေးပြီးတော့ပို့လင်းလိုက်ရင်ရပါပြီရှင်အဲဆိုရင်တော့ဒီ LMS ကဘယ်လိုမျိုးဒီဖုန်းနဲ့ရောအသုံးပြုလို့ရမလဲဆိုတာကိုသိသွားပြီဖြစ်ပါတယ်အားလုံးပဲတေချာအဆုံးထိကြည့်ပေးတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေအသေးစိတ်ကိုကြည့်ချင်ရင်လည်းဒီဖုန်းနံပါတ်ကိုမေးလို့ရပါတယ်